မှာတော့ EOK 14ဝါလို့ရှင်တော့ကိုသေးဒီကောင်လေးစကိုင်လာပေါ်အားကိုရတော့မှာကျလို့စကိုင်လာတော့ပလိုင်းနိုင်တက်လိုက်နိုင်လို့ရှင်တော့ဒီဘွဲ့နိုင်သွားပြီ AC ပဲเนาะအဲ့လီယိုမောကပွဲကျင်ကြာလာနဲ့မြပုတ်သွားမှာလီနာ2-0 ရာသူကီထင်နေလားမသိဘူးကာရီကဟုတ်ပါเนาะလီနာကိုရှိုးနိုင်တိုင်း2-0တယ်မင်းလောင်ရက်တိုက်ဒီဘွဲ့ဂိမ်းတော်ကောင်းတာပြောလို့ပြောမှာဟိုဘက်ကခေါင်းပြေးတိုးမဲ့ကောင်လေးကြီးပဲFanny ကိုသေး Fanny Blue ဘက်ပါဆယ်ရအောင်မှာเนาะအဲ့ဒါသူမစားဘူးမစားဘူးအနေများတယ်အနေတော့များပါတယ်ဒီဘက်အသေးလိုင်းပြေးလာကြည့်တာလို့လီယိုမောမြင်းတွေပါခေါ်ပြီးတော့ပြန်နားနေတယ်မနော်ဖန်ဒီကြီးဆိုတော့ပြီးမစားဘူးသူတို့ long diversion နဲ့လာစားမှာဆိုလို့เนาะဒီကောင်တွေက on ကနည်းနည်းတော့ star တော့တက်ပါတယ်ဒီကောင်တွေကเนาะ coach အဒီကြောင့်သာနည်းနည်းလေးတိုင်ပတ်နေရလို့ခံစားရတယ်ဆိုပေမဲ့ဟုတ်ပါ player တွေရဲ့ individual တွေတော့ကောင်းတယ်ကျွန်တော် YG ကလည်းနှိမ့်မနေဘူးเนาะဒီကောင်တွေလောက်ကတော့ဒန်လူရင်မောင်တန်းဆော့လို့ရရင်နေထားအခုဆိုရင်တော့ကျွန်တော်အောက်လန်းမှာ Skylar Lane လေးတော့စ pressure ပေးဖို့တော့စဉ်းစားနေနေပဲကျွန်တော်ပြောခဲ့သလိုပဲအဲ့လို Fanny လေးနဲ့ပေါင်းကန်တာမျိုးပဲဖြစ်ဖြစ်เนาะလောက်တာတော့လုံးတင်နေပြီကဲနောက်ဆုံးတတ်တယ်ထက်ချအောင်မလားစိတ်ပါရင်တော့ဟိုဘက်မှာ rubber ပါညာသွားပြန်စားလို့ရနေသေးတယ်ဟန်ရိုင်းတော့တော့ကြတော့ easy stop လက်ပီယိုတော့နည်းနည်းလေးကန်ဆန်းညီနေလားတော့မသိပေမဲ့အန်နေတော့များပါတယ်เนาะကျွန်တော် broken wall နဲ့ဆိုတော့ပေါ်လန်တာတယ်လေးပါလေးပဲ AC လောက်လိုက်တာတော့ပိုးစင်ပြေတယ်နော်မလေးလက်ပီမန်လေးပါလာ join ပါကိုဟန်တော့เนาะကျွန်တော်ရဲ့ပေါ်လန် vision လေးတစ်ချက်တော့ထောက်ထားနေပဲဒီဘက်မှာတော့ကာရီနေနဲ့တော့တာတယ်တော့ဒဲလုံတယ်ဗျဘလင်းတို့ဘာလို့လာလို့ရတယ်ဘလင်းနည်းနည်းစီသွေးတစ်ဝက်လောက်တော့ရုံနေတော့900ပဲတဲ့စားရမှာတိုင်း step ပါပဲလာ join မယ်နေထားဗျကဲ Oracle တချောင်းထပ်တော့ပါလာရင်းနဲ့ပဲရင်းရှောင်သွားတာလေးအလှတယ်ဗျလက်ပီเนาะ strike ကြီးနဲ့ပြေးဝင်လာတာညီကိုတန်ဖောင်ပြောင်းနေတာလားတော့မသိဘူးအန်နေလေးတော့နည်းနည်းလေးများတယ်အဲ့မှာပြေးပြီးတော့တန်ဖောင်2 man sky for ဆွဲချိတ်တာ blame ပဲပါဝိုင်းနေမှာတော့ gloria ပဝေးပါညာခင်းမလားခင်းထားတယ် blink ဂျာညံ့နေပေမဲ့လက်ရောက်အောင်တော့ပြန်ပြေးဝိုင်းနေမှာတော့ cloud blending ကျူတယ်ပြန်ထောက် sky for ထတ်ထိုးလက်ပီဂျာညံ့နေနေတာတော့ကနေတော့ flicker လေးနဲ့တော့ပြန်ထောင်ဝိုင်းနေပဲကေးရတော့မပေးသားသေးဆန်ဂျာညံ့ဝိုင်းနေပဲ hero game 1 for 1 3တန်နေတိုင်းတန်နေတာတယ်ရလိုက်တယ်ငါတို့ရလိုက်တယ်တာတယ်ရလိုက်တယ်เนาะဒီဘက်မှာဟန်ဟုတ်တယ်ဟေးအောင်ကြီးเนาะအပေါ်လမ်းမှာပါတာဝါလေးတစ်လုံးထက်ရဖို့တော့ရှိနေနေပဲအဓိကရေးကြီးနေတဲ့အလဲကဟုတ်ဆိုင်မစ်တာဝါကြီးချိုးရလိုက်လीကဲเนาะတာတယ်လေးလည်းရလိုက်တယ်เนาะ hero game လေးလည်း1 for 1 trade နေတာတခုမှတန်နေပေါ့နော်မစ်တာဝါကြီးဟိုမှာမစ်ကမရဒါပေမဲ့အောက်လမ်းပဲယူလိုက်ပါအောက်လမ်းပဲယူလိုက်ပါဟာเนาะရတာလောက်နေပဲချိန်နေရမယ်နေထားเนาะလက်ပီယာလည်းပေးတာတော့ပေးလိုက်ပါပြီဒီကောင်ဥစားမဖြစ်တော့စတစ်ကလောက်ကချိုးရလိုက်ရမှာစတစ်ကလောက်เนาะတော်တော်လေး farming လောက်ခွင့်ရတယ်လီနာတော်တော်တာယာနေတာ203လီနာကျွန်တော်တို့ရဲ့ the one and only mid laner အနေနဲ့တော့เนาะအကောင်းမှုဆုံးတော့အသင်းကိုတော့ support ပေးနေတော့မယ်ဗျနောက်မှလည်းကျွန်တော်ရင်းစပယ်ပြန်ခိုးထားတယ်တန်ဖောင်နဲ့နှစ်ကောင်ဆွဲချိတ် sky for 2 man ကြားမှာ cloud blending ကျူတယ်ဝွန်ပိုကိုမိုနဲ့စန်တန်းပြောက်သွားသလိုရင်းလေးနဲ့ဂျာညံဝိုင်းမှာ fanny k ပဲတောက်လျှောက်တွေဆွဲ hero k လေးတော့ထက်ရအောင်မှာ step ပါဂျာညံဝါတာ fanny မလုံးနဲ့တော့ကပ်ပတ်တိုင်းလို့ကပ်ပတ်အခြေအနေမကောင်းဘတ်တော့တိုင်းဘတ်တော့နောက်ရင်တိုင်းပါရှင်းနဲ့ရသေးတယ်ရသေးတယ်2 for 2ပဲအဲ့လိုတာဝါကြီးတဲ့ဝင်တိုက်တာကြီးကတော့အနေအများတယ်နော်ဒီဘက်ဟိုလက်ပီလောက်ခတ်ရလိုက်တော့တန်သွားမှာဆိုပေမဲ့နော်အခုကတော့2 for 2 trade လောက်နဲ့ပဲကျင်းနှက်လိုက်ရတယ်နောက်က1000လောက်ပြန်ပေးလိုက်ရတယ်ဗျာ2 for 2ပဲပါတော့ပါတယ်ပေါ့နော်ဟာဘာမဖြစ်ဘူးနော်ကန်ကောင်းတာလေးတခုကတော့စကိုင်လာကီးမရသွားတာလေးပဲဗျာကဲဒီဘက်မှာလည်းဟန်အနေနဲ့တော့အောက်လဲစိတ်ရှိလိုက်လီယိုမောကိုတက်လို့ရတော့တယ်ဒါပေမဲ့မလုတာပဲကောင်းပါနဲ့တိုင်းမြင်းနေပါနေဆိုဆွဲချိလိုက်လို့ရှိရင်ကျိုးပြောင်းသွားမှာသီလားဗလန်အဲ့ဒါမလုတင်ဘူးမလုတင်ဘူးအမြောက်မပေးနဲ့တိုင်းမလုနဲ့ဟုတ်တယ်နော်ကဲကလောက်လေးကိုနည်းနည်းလေးပေးဖန်အပေါ်လန်းနေပါလိသွားဖန်အောင်မလားစိတ်ကြိုက်ဖန်နော်ဒီချိန်ကတော့ကလောက်ကတင်းရလဲတာနေတာဆိုတော့ဘယ်တော့သွားဖန်အောင်အဆင်ပြေတယ်ဗျကဲနောက်က900လောက်များအောက်တော့ lane pressure တွေပေးစကိုင်လာဒီလောက်လားဒီကောင် flicker တော့ရှိတယ်အဲ့ကောင်တော့လုံးလို့ရလောက်တယ်တိုင်းဒါပေမဲ့ဘက်ကလီယိုမောကလည်းမလဲမကမ်းမှာရှိနေတာရှိတယ်ဒီကောင်လေးရှိတယ်လောဘတ်တယ်လေးလည်းရှိနေပြီဆိုတော့ကျွန်တော်လောဘတ်တယ်လေးလည်းထက်ကြည့်ရဖို့တော့ရှိသေးတယ်ဟန်နီနဲ့တော့သူဘလူးဘတ်တွေဘာတွေကတော့စားထားတာမကြသေးတဲ့ပုံပဲပေါ့နော် EI ကြောင်းပဲဗျလိမ့်ကြီးကိုတော့အပေါ်မှာတော့တောက်လျှောက်ကြောင်းမိတိုင်းနဲ့ပဲကရီလော်နာလေးတော့ဝဲလေလေးတော့ဖြစ်နေ။ EC ကျွန်တော်တာနေရဆိုလောစရာမလိုဘူးနော် rubber တွေဘာတွေစားဘလူးဘတ်ဘာညာစားဘတ်တာမယ်ထင်မှပဲဝင်ချတော့ပူကောင်းတယ်။ရရန်ကြီးလောစရာတော့မလိုဘူးပေါ့နော်။အဲ့မလေးကလောစရာအော်လမ်းမှာလော်လေးကတော့ပေါ်နေနေမနော်ရင်းခြေနေလေးတော့ကြည့်တယ်ဗျနော်သူကလည်းဒီဘက်မှာဆိုတာရဲ့ form တွေဘာတွေခိုးတော့ခြေလေးပြန်ဝင်ပြန်တော့လုပ်လို့ရတယ်။ရ sans ကတိုက်သတိထားနေပြီသီလားရင်းကို respect ပေးမှရမှာ။အော်တန်းဖောင်ပြီးသွားပြီဟိုဘက်ကအော်ဒီဘက်မှာလည်းရင်း assassin ဖောင်ပြီးသွားပြီ။ဆိုတော့ဆိုတာရဲ့ ultimate တွေကတော့နော်နှစ်ဖက်လုံးမှာတော့မရှိတော့ဘူး။ဒါမှလည်းအဲ့ကူတော့အရင်မကြောက်ဘူးလို့နှစ်ကောင်လုံးတော့စပယ်ပြန်ခိုးလို့ရတယ်ခဏစပယ်ဘာညာလေးပဲနည်းနည်းလေးပြန်ဆောက်မလားပေါ့နော်ကျွန်တော်လော့ဒန်ညင်နေပြီဗျ YG ကနော်ဒီဘက်လော့တွေဘာတွေတော့စပြီးတော့ပြင်ခေါ်ထုတ်ထားနေမှာမဟန်
ည်းနည်းလေးတော့လှုပ်ချင်နေတဲ့ Gloria ပတ်ဝေးဗတ်တယ်လေးပြေးဆိုင်ခြင်းနဲ့နေတာတစ်ခုကနေဘက်မှာကီပွိုင်းမာပြီးထိုင်းမှာကလောက်ပြစ်ချက်တွေလီယိုမမြင်းခေါ်တာရလိုက်ပြီးတိုင်းစပယ်တောင်းပြီးသွားပြီစိတ်လေးပဲထားဆော့လိုက်တော့ dance ဆိုရာတန်ဖောင် Skyfall မပါလာဘူး AOG လွဲသွားပြီတော့တိုင်းတို့ပြန်ကျုံးလို့ရတယ်အဲ့မှာ Fanny K ပဲ Long Dispersion Rotation ခိုင်းပြီးတော့တေးမလို့ပဲကလောက် Blessing ကျူရဆိုဟန်ဂျာညက်သွားနေတာတို့မတေးသွားပြီမရင်းအကောင်းမှုဆုံးဖမ်းလိုက်နေတာတို့မ Sky လာတော့မတိုက်ရအောင်မှာရိုက်ပြီရပြီဒါပဲကေးဗျာ Hero K နှစ်ကောင်တောင်ဆိုမဲ့ဂျန်ကလာမရှိဘူးကွာလောလို့မရဘူးလောလို့မရဘူး အော်လောလို့မရဘူးဟန်ဂျာညက်သွားတာသူဝင်ပိုင်းတာတော့တာဂက်တော့မှန်တယ်ဆိုပေမဲ့တစ်ဖက်ကကာရီကိုအရင်ဘက်ကပေးနေတဲ့အနေထားဆိုတော့ဟန်တော့ပေးလိုက်ရတယ်ဗျာပြဿနာတော့မရှိသေးဘူးเนาะ241လောက်တော့ကျင်းထားရတယ်ဆိုပေမဲ့เนาะအမှန်တော့ဟန်သာမသိသွားလို့ရှိရင်ဒီလောကကျွန်တော်တို့လောဖြစ်သွားပြီဟုတ်ပါကဲခုလဲဒါကျွန်တော်ဟန်ပြန်ထွက်မဲ့တိုင်မယ်လေးကိုနော်ကျွန်တော်နည်းနည်းလေးစောင့်ပြီးတော့ပဲလော်လေးပါလေးဖိုးချနေရလားတော့မသိပေမဲ့ stick နေနေရတယ်ဗျမလော်လေးပါလေးတော့တောက်လျှောက်လှုပ်ထားနေမှာလက်ပြီးတကောင်ကောင်းပြေးခောက်လက်ပြီးတကောင်ရေတက်လိုက်မလားဆိုတာဘိုင်းမရှိတော့ဘူး4 with the fight အနေထားတစ်ခုတော့အခွင့်ကောင်းသုံးချပြီးကျွန်တော်တို့ရဲ့ YG ရန်ကုန် Galacticos မြန်မာသေးအနေနဲ့တော့ဒီလော်လေးတော့နော်လုံးမဲ့အနေထားမျိုးရှိ4ယောက်5ယောက်အားတော့တိုင်အင်အားတာနေတာတတိထားပါဆောက်တတိထားဖာစာဆန်စ်ပါဆောက်တတိထားဒီဘက်ကခြုံလေးထဲမှာရှိတယ်ဖယ်လာ air strike ဒီပါလေးပေးလော်လေးတော့ 4 ချိုင်နေတာတို့မှာဘေးနားနေ retreat တိတိကျကျပေါက်သွားနေပဲ first law တော့ကျွန်တော်မြန်မာအသင်းသိမ့်ပိုက်ခဲ့နေပဲ key point မသေးခြင်းလို့ပြေးဝိုင်းနေတာတခုမှဆိုပေမဲ့လည်းနောက်မှာတော့ရအောင်တော့ရင်းလိုက်တက်ထားသေးတယ်ဒီလိုကြီးတကောင်ညာတော့တလော့ကြီးတို့အတန်ကြီးအရန်တန်တော့လက်လော်လေးရလိုက်တဲ့အပြင်မှာကြောချလေးပါစေရဝဲနောက်မှာတော့မြန်မာအသင်း YG အနေနဲ့တော့လေလဲမစ်တာဝါသလုံးမှာရိုက်ခွဲပေးနေပြီပဲဖြစ်ပါတယ်စတစ်အိုက်တန်3ခွက်စောစီပဲရလာနေပဲနောက်မှာတော့ဝင်းယိုနေချပါညာထက်လို့ဆိုစကိုင်လာအနေနဲ့တော့ဘဝတော်တော်ဆိုးနေတာသူဒီမွန်နာတွေဘာတွေတော့မထည့်နိုင်ဘူးဝင်းယိုနေချတစ်ခါလေးတန်းထည့်ထားရတယ်နေသားဆိုတော့ဒီကရီချီယာဒမ်မစ်ကတော့အဲ့လောက်ကြီးတော့ကြောက်စရာတော့မလိုသေးဘူးဗျရလာတဲ့လော်လေးနဲ့သူအပြင်ကစကန်တာဝါလေးတွေမေဂါတာဝါလေးတွေသွေးလျှော့တာမျိုးတွေလုပ်လို့ရမယ်နောက်ဝက်ဒီတက်ပို့ပြီးဖြတ်ထားလိုက်နိုင်တော့အကောင်းဆုံးပဲတစ်ဖက်က onic ကြီးဖြစ်နေတာဆိုတော့လေအမားလို့တော့မရဘူး day 1မှာတည်းက onic ကအဲ့လိုအမားတွေကိုတုံးချပြီးကမ်းဘက်ခဲ့တဲ့အသင်းဆိုတော့ကျွန်တော်တို့ YG အမားအတက်နိုင်တော့အ ਨੇ ဆုံးနဲ့တော့စော့ပြမှာတော့ရမယ်ဗျာဒီဘက်မှာလည်း final air strike တွေပဲရှောင်းစော်ထိုင်းနေမှာရင်းပြေးဝင်နေနေတော့ final game ကတ်တရုံလေးနဲ့ပိုင်းမှုလို့ကြိုးစားမြင်တားကပျောက်သွားတဲ့ hand နေနဲ့တော့ပြန်ပတ်လာသေးတယ်အေးကြောင်းပဲရှော့စိတ်လေးပါလေးရှော့အောင်ပါနော်ဆိုတော့ blank 30ချက်တွေကိုကျွန်တော်နားထောင်တော့တော်တော်လေးကောင်းနေတာပေါ့နော်ဆိုတော့ဒီဘက်မှာလည်းအဓိကတော့အဲ့လိုမျိုးဒါကြီးခုနဘတ်တယ်မှာငါတို့တာသွားတယ်ဆိုတာအဲ့လက်ပီတကောင်ရင်ရှောသွားလို့ဒီလားအဲ့လိုအင်အားမမျှတဲ့အချိန်မှာထုပါနောက်နေတာဟုတ်ပါတန်ဖောင်2 man Skyfall မပါလာဘူးအဲ့ဒါကိုရှောင်နေတာလို့တိုင်ငါတို့ဘက်ကကောင်တွေကခေါင်းတွေပါပြန်ကောက်တယ် Fanny နေနဲ့ပေါ်လဲမှာဖျာခင်းနေရရတိုင်လိုချင်တာမေဂါပဲတိုင်မင်းကမေဘယ်လန်းရအဆင်ပြေတယ်ဟေးဟေးဟွေရာစေးတန်သွားပြီ first floor တန်သွားပြီမေဂါ2လမ်းနီးပါးလောက်ကိုရလိုက်တာအပေါ်လမ်းမှာလည်းတော်တော်သွေးနေွားလို့အောက်လမ်းမှာလည်းမေဂါ2လမ်းတော်တော်ကြီးသွေးနေနေတဲ့အနေထားဆိုတော့ဒါကျွန်တော် YG တော့ကတော့ဒီလောကတော့တော်တော်ကြီးအဖိုးတန်ခဲ့တဲ့လောလို့ပဲပြောရမယ်ဗျာတိုင်ငါတို့စိုက်လင်းနေရမှာနော် BGD လို့မဖြစ်ဖို့ပဲเนาะအဲ့မလဲ Kyrie ကောင်းခေါက်ခေါက်ခံရတယ် Blessing ကျူတဲ့ Dispersion Rotation damage ကလောက်နဲ့မြည်နေတယ် Kyrie တန်းပြတ်သွားနေပြီတို့ကနှစ်ကောင်တော့ Skylar တကောင်မှထပ်တင်မယ်ဆိုရင်တော့တန်းအဲ့လိုရအောင်မှာအဲ့နေက Skylar မသေးပါဘူးဆိုပေမဲ့လည်းတစ်ဖက်မှာလက်ပီလေးတကောင်တော့ Fanny Cable လေးတွေဆွဲပြီးတော့ရအောင်ဖြတ်ချဝိုင်းတယ် Step ပါပြစ်ချဝိုင်းနေတာတခုမှ Hero K 3ကောင်မြန်မာအသင်းပိုင်ဆိုင်ခင်နေပဲ Mega 3လမ်းလုံးမှာရရှိတော့မှာပဲဖြစ်ပါတယ်အလယ်လမ်းမှာနောက်ထပ် Mega တန်းတော့ Cree လေးနဲ့ထပ်တက်ဖို့တော့လုံနေနေတော့ Chris တဲ့သုံးနေပါပြေးရိုင်မလား Cree တွေဝင်လာနေပြီတန်းမလားတိုက်တို့တန်းမလား Cloud တန်းနေပြီခရီးတွေပါရောနည်းနည်းလေးတော့ပြန်တော့စောင့်နေရတယ်ဆိုပေမဲ့ Skylar တကောင်ပါတန်းသွားနေပြီကြီး YG ကျော်ရမြန်မာအသင်းအနိုင်ရရှိခဲ့ပြီဗျာတကယ်ကောင်းပါတယ်ဟာ Oh my god အဲ့ဒါလား on လို့မေးလာအောင်ရောက်ရင် Oh my god on indo တော့ကျွန်တော်ဘတ်ဆောင်1မှာအကောင်းမွန်ဆုံး performance တွေနဲ့My God YG မြန်မာအသင်းအနိုင်ရရှိခဲ့ပါပြီခင်ဗျာရင်းရဲဆိုတာရ